နည်းလေးလက်ပါလေမပြောပဲထားဖြစ်ခြင်းလေတော်ပြီနော်ဒီလိုလေးပြောကြည့်ရအောင်သက္ကုဒါရမှာအာဟာရစာယုရှိတာတက်တည်ထူကြရအောင်မိမိတို့ဒီနေ့မနေ့စာစားလာတဲ့ခါညလုံးလေးတွေကိုတူကိုတူနည်းနည်းကြည့်ကြည့်လိုက်အယောင်တောက်နေဟုတ်ပြီနော်9ရက်တော့မင်းမစားတဲ့နေ့ကြည့်ညလုံးပါဖြစ်သွားတယ်မင်းသွားတယ်အားမရှိတော့ဘူးမလားဘာဖြစ်လို့လဲအာဟာရစာယုတွေရဲ့ထောက်ကံကောင်းကောင်းမရတော့ဘူးဟုတ်ပြီနော်နောက်အာဟာရစာယုရှိွက်ကိုမရှင်းပြလူတော်ကြားလေးတွေအာဟာရစာယုရဲ့ကျေးဇူးပြုမှုကိုတော့ဒီနေ့ပြောပြချင်တယ်စီအဲ့တော့ကာယစက္ကုဒါရမှာရှိတဲ့စက္ကုအကြည်သူ့မှာဩဇာမပါဘူးလားစက္ကုဒါရမှာရှိတဲ့ကာယအကြည်သူ့မှာလည်းဩဇာမရှိဘူးလားစေတသာယုံမှာလည်းဩဇာရှိတယ်ပြီးရင်အာဟာရစာယုံမှာလည်းဩဇာရှိတယ်ဇီဝိတနာမကကလမှာလည်းဩဇာရှိတယ်အဲ့ဒီဩဇာကကမ္မဇဩဇာဥဒုဇဩဇာအာဟာရဇဩဇာစေတဇဩဇာလို့နာမည်တက်ကြရအောင်တော့ပေါ့လားကံကြောင့်ဖြစ်သောယုံမှာရှိသောဩဇာကမ္မဇဩဇာစေကြောင့်ဖြစ်သောယုတ်လမှာရှိသောဩဇာစေတဇဩဇာဥဒုဇယုံမှာရှိသောဩဇာဥဒုဇဩဇာပြီးရင်အာဟာရကြောင့်ဖြစ်သောယုတ်လမှာရှိသောဩဇာကိုအာဟာရဇဩဇာလို့ဒီလိုအမည်တက်ကြရအောင်အဲ့ဒီဩဇာသူယုတ်လအတိတိမှာရှိတဲ့ဩဇာဒီအာဟာရဇယုတ်မှာရှိသောဩဇာနဲ့ဇီဝိတနဝကပလလို့ခေါ်တဲ့အစာချေယုတ်လမှာရှိသောလုံကင်းနေတဲ့ပြေဇောတဒီတစ်ခုကအားပေးထောက်ပံ့လိုက်တဲ့ခါတိုင်းမှာအာဟာရဇယုတ်ဒီထပ်ခါဖြစ်တယ်။ဒါကြောင့်အာဟာရဇယုတ်ရဲ့ခန္ဓာနာရီကမတန်ကြီးကျယ်ဟုတ်ပြီနော်တနည်းစားလိုက်တဲ့စားတော့9ရက်လောက်ခံတယ်ဆိုတာဆံရရုပ်ကလတိုင်းမှာဩဇာရှိတယ်ဟုတ်ပြီနော်စားလိုက်တဲ့စားတော့ကြောင့်ဖြစ်ပေါ်လာသောဩဇာရှိတယ်အဲ့ဒီဩဇာနဲ့ပါစကဝါမီမှာရှိတဲ့တေဇောတတ်တို့ကအပိထောက်ပံ့လိုက်တဲ့အခါတိုင်းရုပ်ကလတိုင်းမှာရှိတဲ့ဩဇာကအာဟာရဇယုတ်တွေကိုဘုဆက်ဆက်ရက်ခတ်ပြီးတော့ဒီကုလုံးပြန့်နှံ့သွားစေတယ်ဒါကြောင့်အာဟာရဇယုတ်တွေရဲ့ជីវထွတ်တဲ့မှုဟာအမှန်ခံပါပဲအဲဒီသဘောတရားဝိသုဒ္ဓိမဲ့ထဲမှာရှင်းပြထားပါတယ်သင်တော့သင်ခဲ့ရမှာခြေတော့ကလည်းနားမလည်ဘူးထင်တယ်ဓမ္မယီဒုံမတော့ကပြောတယ်ဒေါက်တာဒုံမတော့ကတချို့ဟာတွေတပည့်တော်တို့သင်ပြီးလွတ်တာချက်ထားလို့ပြောလိုက်တယ်ဟုတ်ပြီနော်တပည့်တော်တို့ကိုယ်တိုင်လည်းအဲ့လိုပဲလွတ်ချက်ခဲ့ရတဲ့နေရာတွေရှိတယ်ကြားတယ်ကျောင်းတော်ကသူပေးတယ်ဒီနေရာဘယ်လိုခေါ်ရလဲဘယ်လိုပြောတာလဲကြားတယ်ဒီလိုရှုရတာပါဒီသဘောကြီးပေါ့နော်အဲကြောင့်မို့သူယုတ်ကမ္မထာသူမပြီးသေးဘူးအဲ့ဒါသူစာမဲ့သင်ခြင်းနေတယ်နော်တရားအထုကိုသူတော်တော်လေးပြောအောင်နော်စာသင်ခဲ့တဲ့အလေးအထကြီးကသူ့ကိုတော်တော်တောင်းထားမှုရပါလေဆေးရလည်းကုချင်သေးတယ်နော်အသက်လည်းကြီးတော့အသက်လည်းငယ်သေးတယ်ဘုဟုတ်ပြီနော်အသက်ငယ်သေးတယ်ဆိုတော့ကုအောင်ပေါ့အသက်လည်းငယ်သေးတယ်ဆိုတော့သင်အောင်ပေါ့နော်မတည်တော့ဘူးဆိုရင်လည်းသင်အောင်ပေါ့နော်အဲ့တော့ရှုစရာရှိသေးတယ်အဲ့ဒါရှုရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့အာဟာရဇယုတ်ရှုွက်ကလေးကနည်းနည်းလေးပြောပြမှကောင်းတယ်နော်စိတ်ဝင်စားဖို့တော့ကောင်းပါလေဒီနေ့ရှင်းပြနေတာစိတ်ဝင်စားဖို့ကောင်းရဲ့လားကောင်းပါဘူးဒီဟုတ်ပြီဒါဆိုလို့ရှိရင်အာဟာရဇယုတ်ရှုွက်လေးပြောပြမယ်မိမိတို့ရဲ့ခံရင်းထဲမှာနည်းတူကဝါပြီးတော့ဒီခဲ့ကြအဲ့ဒီအစာအာဟာရကိုအာဟာရဇယုတ်ကိုခေါ်ဘူးသူကဥဒုဇယုတ်ပဲရှိသေးတယ်ဟုတ်ပြီနော်တတ်တဲ့လောကကြီးကပစ္စည်းတွေအားလုံးကိုဥဒုဇယုတ်လို့ခေါ်တယ်မိမိတို့ခံရင်းထဲမှာဝါမြူနေတဲ့အချိန်မှာအဲ့ဒါဥဒုဇယုတ်ပဲရှိသေးတယ်ပြီးလို့ရှိရင်မျိုးချလိုက်ပြီးဥဒုဇယုတ်ကလပ်ပြီးအောက်ကိုချဆင်းသွားအဲ့ဒါကိုမိမိတို့တကယ်ရှုတဲ့အခါမှာရှုခိုင်းတယ်
သမင်းစားစီဝါနေတဲ့အချိန်လေးတမာရီထူထောင်ပြီးတော့မှသမင်းစားစားတာဝါနေတဲ့အချိန်လေးမျက်လုံးပြည့်ပြီးခန္ဓာခဏတဲ့ကိုအာရုံယူကြည့်ပါရုပ်ကလတ်တွေတွေ့ရောမြို့ချလိုက်ရင်လည်းရုပ်ကလတ်တွေပဲတွေ့အစာအိမ်တဲ့ကြည့်ကိုလိုက်ကြည့်မယ်ဆိုရင်ရုပ်ကလတ်တွေပဲတွေ့တယ်အဲ့ဒီအစာတဲ့ရုပ်ကလတ်ကိုဥဒုဇာယုတ်လို့ခေါ်တယ်အာရဇာယုတ်ကိုသိတယ်အဲ့ဒီဥဒုဇာယုတ်မှာပရမတ်ဉာဏ်နဲ့ဆက်အောင်ဘုရားဟောဒေသနာတော်ကိုအတုလိုက်ပြီးရှုရင်ဩဇာလေးရှိခုမြောက်ရှိတယ်ဆိုတာကိုရှုနိုင်ကြတော့တာပါပဲဒီနေ့တို့စာမမုတ်တယ်လို့ရှိရင်အစာရင်ထဲမှာမပူးလားအဲ့ဒါအစာချီထွက်လာလို့အဲ့တော့အာဟာရစာယုတ်ရှိပြီးဆိုရင်အဲ့ဒီအစာအိမ်ရဲ့နေရန်ပူနွေးနေတဲ့အချင်းရာရှိတဲ့နေရာကိုဓာတ်ကြီးလေးပါစိုက်လိုက်ရတယ်အဲ့ဒီမှာရုပ်ကလတ်တွေသိပြီးဒီချာကြည့်လိုက်တော့တို့ကမကြည့်ရရုပ်ကလတ်တွေပဲဘုရားဟောဒေသနာတော်ရဘုရားဟောဒေသနာတော်ကိုမျက်စိလို့ပြီးရှုမယ်ဆိုရင်အဲ့ဒီမကြည့်ရရုပ်ကလတ်တွေမှာဇီဝိတနဲ့ကိုယ်ကိုမြောက်ရှိတယ်ဆိုတာကိုသိသိနိုင်တော့တာပါပဲပြီးရင်ယောဂီတွေကိုတည်တည်ချာချာဆက်ဆက်ခိုင်းတယ်အဲ့ဒီအစာအိမ်ဝန်းကျင်ပတ်ချာမှာပူနွေးနေတဲ့အချင်းရာကိုဓာတ်ကြီးလေးပါဖတ်ဆိုင်လိုက်လို့တွေ့ရတဲ့မကြည်သောရုပ်ကလတ်မှာဇီဝိတတိသိသိနိုင်တာတော့မှတ်ပြီးအဲ့ဒီဇီဝိတနဝကကလတ်မှာဘေဓကလုံကင်းနေတဲ့ကြည်စမ်းပါတေဇောဓာတ်လုံကြီးလုံကင်းနေတယ်ဗျာအဲ့ဒီတေဇောဓာတ်ကခဏကအစာတိတ်ရုပ်ကလတ်မှာရှိနေတဲ့ဩဇာကိုအာပိထောက်ပံ့လိုက်တော့မှအာဟာရစာယုတ်ကြီးဖြစ်ခွင့်ရကြတယ်အဲ့ဒါကိုမြင်အောင်ကြည့်ပါဘယ်သူကိုထောက်ပံ့လဲဇီဝိတနဝကကလတ်ကိုခေါ်တဲ့အစာချီရုပ်ကလတ်မှာရှိတော့လုံကင်းနေတဲ့တေဇောဓာတ်ကရုပ်ဒီအစာတိတ်ကောထာတာတွေရောက်နေတဲ့အစာတိတ်ရုပ်ကလတ်ဥဒုဇာရုပ်ကလတ်မှာရှိတော့ဩဇာကိုအာပိထောက်ပံ့တာကိုကြကြနန္ဒမြင်အောင်ရှုခိုင်းတယ်အဲ့ဒီလုံကင်းနေတဲ့တေဇောဓာတ်ကခုနကဘုဒ္ဓဇာယုတ်မှာရှိတော့ဩဇာကိုအပိထောက်ပံ့လိုက်တာကိုမြင်အောင်တော့တော်ကြိုးစားရတယ်။ဒါပေမဲ့အာဟာရဇာယုတ်ရဲ့ဖြစ်ပေါ်မှုကိုတော့လွယ်လွယ်လေးသိတယ်။အားကောင်းမောက်တယ်။ဘုအဆက်ဆက်ရိုက်ခတ်ပြီးတော့တကူလုံးပြတ်သွားတာ။ဒါကြောင့်အာဟာရကောင်းလို့ရှိရင်ခန္ဓာကိုယ်တွေခါအားမရှိလာဘူး။ဒီမလန်းလာဘူးလား။ဒီလိုအပ်တာနဲ့ပူစားပြီးရင်တော့ဘာဖြစ်သွားလဲ။လေးသွားတယ်။ယုတ်ကမ္မထအခြေရှုွက်အာဟာရဇာယုတ်ကြောင့်လုံးတာမုဒ္ဒတာကမ္မညတာဖြစ်တာကိုမြင်အောင်ကြည့်ရပြညတတသာသုံးပမာဏတိုင်းတာတည်ပြီးသာသုံးကျမ်းမာရေးအတွက်ညွတ်တဲ့အစားတော့လည်းဖြစ်တယ်ဆိုရင်စားပြီးတော့ရင်ဘာဖြစ်လဲလန်ဆန်ပေါ်ပါလဟုတာမုဒ္ဒတာကမ္မညတာသင်ရှားတယ်လူတာပေါ့ပါဘုဒ္ဓတာလူညံ့ကမ္မညတာကအမှု၌ခံချမ်းတယ်ဘာလို့လဲလို့ဖို့အခက်အခဲရှိအဲ့ဒါအမှု၌ခံချမ်းတဲ့သဘောပဲအဲ့ဒီသဘောတွေကအဲ့ဒီမှာသင်ရှားလာတယ်ဒါဆိုရင်အာရဇာယုရှိခွက်လေးလည်းသဘောပေါက်သွားပြီဒါဆိုရင်ဘာရှိခွက်တစ်ခုချမ်းနေဥဒုဇာယုရှိခွက်ချမ်းနေပြီကဲခုစက္ကုဒါရမှာရှုခဲ့ပြီးတဲ့ယုတ်ကလတ်6မျိုးကိုပြောကြည့်ရအောင်စက္ကုအကြည့်ကာယအကြည့်ဘာဝယုတ်စေတဇာယုတ်အာဟာရဇာယုတ်ဇီဝိတနဝကကလတ်တော့ခုနကအာဟာရဇာယုတ်ကဒေါရတိုင်းသူပြန့်နှံ့ရောက်ရှိသွားတဲ့အတွက်ဒေါရတိုင်းမှာအာဟာရဇာယုတ်ကိုပရမတ်ဉာဏ်နဲ့ဆက်အောင်သိသိစီပါလေဥဒ္ဒဇာယုတ်ရှိခွက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ခုနကယုတ်ကလ6မျိုးမှာတေဇောဓာတ်မပါဘူးလားအဲ့ဒီတေဇောဓာတ်ကသူ့ကိုယ်၌ကယုတ်ကလအတစ်ကိုဖြစ်စေတယ်တေဇောဓာတ်ကနေဖြစ်စေလို့သူတို့ကိုဥဒုဇာယုတ်လို့ခေါ်ရဲစက္ကုကြီးမှာရှိသောတေဇောဓာတ်ဘယ်နှစင်းတော့ဖြစ်စေလဲတိတိကျကျသိသိခိုင်းကာယအကြီးမှာရှိသောတေဇောဓာတ်သူကနေလေဥဒုဇာယုတ်တွေဘယ်နှစင်းကြည့်စ
က်ကဖြစ်ပေါ်စေတယ်လေသိစီခိုင်းတယ်ပြီးစကုဒါရကိုရောက်ရှိနေတဲ့စိတ်ဒဇာယုတ်ဒီမှာလေဒီဇောတမပေါင်းလားအဲ့ဒီဒီဇောတကလည်းဥပ္ပဇာယုတ်ကိုဖြစ်စေတယ်စကုဒါရမှာအာဟာရဇာယုတ်ဒီတက်နှံ့ပြီးရောက်ရှိနေပြီအဲ့ဒီအာဟာရဇာယုတ်မှာလေဒီဇောတပါတယ်သူကလည်းယုတ်လက်ကိုဖြစ်စေတယ်ပြီးအာဟာရဇာယုတ်ပြီးဇီဝိတနာမကကလမှာလေဒီဇောတမပေါင်းလားသူကလည်းယုတ်လက်ကိုဖြစ်စေတယ်ကံကြောင့်ဖြစ်တဲ့ယုတ်ဒီကဖြစ်ပေါ်တဲ့အဆင့်အာဟာရဇာယုတ်စေတဇာယုတ်သူတို့ကလည်းဖြစ်ပေါ်တဲ့အဆင့်တွေအောင်မတူပဲပြကြတယ်အဲ့ဒါတွေကိုတိတိကျကျတုံ့ပြန်နားလည်အောင်ရှုခိုင်းရပါလေဒါဆိုရင်အဲ့ဒီသဘောတရားကိုဖြန့်ကျက်လိုက်ရင်6ဓာတ်စလုံးမှာပြည့်စုံတော့ဘူးလားဟုတ်ပြီနော်ဒါဆိုရင်ဓာတ်တစ်ခုမှာကာယဓာတ်ကလွဲရင်ကျန်တဲ့ဓာတ်၅ခုမှာယုတ်ကလတ်7မျိုးရှိပါလေဟုတ်ပြီနော်ယုတ်သဘောတရားအလုံး63မျိုးရှိတယ်အဲ့ဒါကိုသိသိနိုင်ပြီဆိုရင်တော့ယုတ်တွေကိုပရမတ်ဉာဏ်အမြင်ဆိုင်အောင်သိသိလို့ရပါပြီဟုတ်ပြီနော်ပြင်မြတ်စွာဘုရားကဣဇတ်တံဝါဗေဒံဝါဣဇတ်တလည်းရှုပါဗေဒလည်းရှုပါဆိုဣဇတ်တဗေဒတထာဏစလုံးကိုဖြတ်ချက်ပြီးပြန်ရှုရတယ်ဗေဒလောကရှုရင်တော့ပေါင်းစုခြုံလို့ပြီးရှုရမှာနိယာကနေဝေချက်ပြီးတော့တကဘာလုံးကိုဉာဏ်ဖြစ်သိသိပြီးတော့ရှုရတယ်ဥပဒံနဲ့ဆိုင်ပါသိနိုင်ခဲပါတယ်ဉာဏ်နိုင်ခဲပါတယ်တမာတိမရှိရင်တော့ဘယ်လုံးမှမသိနိုင်ပါဘူးမမြင်နိုင်ပါဘူးအကျဉ်းသမားတို့ရဲ့စက်စားရတယ်မဟုတ်ပါဘူးယေရှုဘုရားမရှိနိုင်သေးတဲ့အခါမှာနာရကြားရတာအဝေးကြီးမှလို့ခံစားရတယ်ဟုတ်ပြီနော်ရှုနိုင်ပြီဆိုရင်တော့အနည်းလေးကိုရောက်လာပြီငါတို့ရဲ့ဉာဏ်ရဲ့သုံးသပ်ရာစက်စားရာနေရာဌာနကြီးဖြစ်နေဟုတ်ပြီနော်ကြည့်တာဆိုလို့ရှိရင်အဲဒီလိုယုတ်ကမထအကျဉ်းကြီးကိုဓာရအလိုက်ဣဇဒဗေဒနှခါနာလုံးမှာကောင်းစွာထိချီပြီးသွားရင်ယုတ်ကမထအခြေဒီကိုဆက်ပြီးသင်ပေးတယ်ယုတ်ကမထအခြေဒီကိုတော့တကယ်လက်တွေ့ရှုနိုင်တဲ့အခါကျတော့မှရှင်းပြပေးပါမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့အခြေနည်းနည်းလေးရှိသေးလို့နံကမထလေးကိုလည်းစကြရအောင်ဟုတ်ပြီနော်ကဲဓမ္မတိတ္တတိဝိသုဒ္ဓိမဲ့အထကရာပထမတွင်သာမျက်နှာ122မှာနတ်တရားတို့ဘု து ကိုပြီးပြီးဖြစ်တယ်လေလို့ရှင်းလင်းပေးထားပါတယ်နော်ပုဂ္ဂိုလ်တယောက်ကအိမ်ထဲမှာမွေတစ်ကောင်ကိုမြင်ပြီးအဲ့ဒီမွေတော့ကိုအစင်လိုက်ပြီးတော့ကြည့်တဲ့အခါအဲ့ဒီမွေဟာဘယ်မှာနေသလဲဆိုတာကိုမြင်တော့တာပါပဲအဲ့ဒီတိုင်းပါပဲတရားလူလာတဲ့သမထဝိပဿနာဘာဝနာတွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယောဂဝဆရာပုဂ္ဂိုလ်ဟာဒီနာဟာဘယ်သူကိုပြီးပြီးဖြစ်ပါသလဲဆိုပြီးတော့ဉာဏ်ဖြစ်ကပ်ပြီးတော့ရှုတဲ့အခါဣဒံနာမကေဒိတာယဘဝတ္တိဒီနာဟာဘယ်သူကိုပြီးပြီးဖြစ်ပါသလဲလို့ဉာဏ်ဖြစ်ကပ်ပြီးတော့ရှုလိုက်တဲ့အခါမှာတတ္တနိတယဟာတယရူပံပတ္တိသူ့ရဲ့ပြာဖြစ်တဲ့ဟာတယဝတ္ထုကိုမြင်တော့တာပါပဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တဏ္ဍာပိကတိဘုဒ္ဓဘောပေါအောင်ပြောမယ်နတ်တရားကိုရှုရမယ်ဆိုလို့ရှိရင်ဘာလို့ရတော့လဲတပြည့်တော်ကောင်းပြီအာနာပါနပထမဇံကိုဝင်စားစီတမထကမ္မထာပိုင်းလုံးကဘုံဝင်ကိုကြည့်ရင်ဘယ်နှစက္ကန့်လောက်ကြည့်ပါလို့ပြောခဲ့တယ်ခဏပဲကြည့်လို့ရတယ်အခုတော့ယုတ်ကမ္မထာကိုလည်းအောင်မြင်ဉာဏ်ဖြစ်အသေးစိတ်သိသိပြီးတော့အခုတော့အာနာပါနပထမဇံကိုဝင်စားပြီးတဲ့အခါဘဝမှာစိတ်ကိုစိုက်ထားကြည့်ပါ
ဘာပြင်ဖို့လဲဆိုရင်မနောဓာရိကဝီတိစိတ်အစဉ်ကြီးကိုမြင်ဖို့ပါပဲအဲ့ဒီဘဝကိုလုံးဝထောက်လျှောက်စိတ်ကိုကတ်ထားလို့ရသွားပြီခိုင်ခတ်တဲ့ခံချမ်းတဲ့တမာတိရှိပြီအဲ့ဒီလိုစိတ်ကိုစိုက်ပြီးကြည်ထားခံလိုက်တဲ့အခါတပြည့်တည်းဘာမြင်ကြလဲသူတို့မြင်လို့လာလျှောက်ကြတယ်ဆရာတော်အနာမနာပထမဇန်ထူထောင်ပြီးတော့ဘဝင်ကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာဒီလိုတွေ့ပါလေဗျာအဲ့ဒါစိတ်တခဏလေးပါပဲအလုံးနဲ့မြန်အာကောင်းမောင်းတဲ့မီးမတွက်နိုင်အောင်လို့စိတ်တခဏလေးဟာတစ်ချက်ပြီးတစ်ချက်ဖြစ်ပြအစင်တန်းကြီးဖြစ်တဲ့ဖြစ်ပြနေတာကြီးကိုကောင်းစွာမြင်ရပြီအဲ့လိုမြင်တဲ့အခါမှာတတိတွေကိုဒီလိုလေးညွှန်ကြားတယ်ဇတမာတိအရှင်အဝါရှိသလောက်ထိုင်ကြည့်နေပါအကြာကြီးကြည့်လို့ရတယ်ဘာဖြစ်လို့လဲတမာတိရှိလို့ပြီးရင်အချိန်တစ်ခုရောက်ရင်အားနည်းသွားတယ်တမာတိအားရော့သွားပြီဒါဆိုရင်ဓမိတ်အလင်းကိုပြန်ကပ်ပြီးပထမဇန်ပြန်ဝင်စားပါပြီးရင်ဒီကိုပြန်ပြီးတော့စိတ်ကိုစိုက်ကြည့်ပါအဲဒီလိုစိတ်တခဏလေးခဏမစဲတဲ့ဖြစ်ပြနေတာကိုကောင်းစွာပိုင်နိုင်မြင်ပြီးဆိုရင်ဘုရားရှင်ရဲ့ဒေသနာဉာဏ်တော်ကိုလိုက်ပြီးတော့စိတ်တခဏအသီးသီးကိုအမိတက်ရတော့မှာဖြစ်ပါလေတရားရှုနည်းလည်းရှိပါတယ်အနုမာနနည်းနဲ့ပစ္စကအနုမာနဉာဏ်နဲ့ပစ္စကဉာဏ်လို့ခေါ်တယ်အနုမာနဉာဏ်ဆိုတာဘုရားရဲ့ဒေသနာဉာဏ်တော်ကိုအစင်လိုက်ပြီးရှုတာမိတို့ကြားဖို့ပါလိမ့်မယ်ဘုရားရှင်လက်ထက်တော်ကဘုရားရှင်ရဲ့ဒေသနာဉာဏ်တော်ကိုဉာဏ်စင်လို့ပြီးရှုတဲ့အတွက်ကြောင့်တရားဟောကြားမှုပြီးဆုံးတဲ့အခါဘုရားဒေသနာအဆုံးမှာမဉ္ဇဉ်ပူဉ္ဇဉ်စိုက်သွားကြနေတယ်ဆိုတာဘာဖြစ်လို့လဲဘုရားရဲ့ဒေသနာဉာဏ်တော်ကိုဉာဏ်စင်လို့ပြီးလိုက်လို့ခုနရုပ်လက်တွေကိုပြပြီးရုပ်ပရမတ်တွေကိုဉာဏ်နဲ့စိုက်သွားပြီးဘုရားကရုပ်တွေကိုလက္ခဏာကြီးသုံးတယ်တင်ပြီးတော့ဘယ်လိုရှုရလဲအထက်ကနေပေါ်လို့ရှိရင်အောက်ကနေဉာဏ်စင်လို့ပြီးရှုလို့မရဘူးလားစိတ်ကူးရင်ရတာလားတကယ်တွေ့နေရတာအဲ့ဒါကြောင့်ဒေသနာဉာဏ်နောက်ကိုဉာဏ်စင်လို့ပြီးရှုနိုင်ကြတာပါဟုတ်ပြီနော်ဉာဏ်လေးရဲ့ပရမတ်ဉာဏ်နဲ့စိုက်သွားပြီးဘုရားကဉာဏ်လေးကိုဘယ်လိုရှုရမလဲလို့ဓမ္မပလင်ပေါ်ကနေဟောနေပြီဆိုရင်တော့ဉာဏ်ဖြစ်စေလို့ပြီးရှုလို့ရတယ်ဒေသနာဉာဏ်နောက်ကိုဉာဏ်သွတ်သွင်းလို့ရပြီဒါကိုပြောတာဒုက္ခထိုင်ပြီးတရားနာရုံနဲ့ဉာဏ်စင်လို့ရပါမလားအခုလှုပ်လို့ရပြီလားဒီရတဲ့သူတွေလည်းရှိပါတယ်ဒီမှာဟုတ်ပြီနော်အများစုတက်တော့ဒုက္ခပဲထိုင်လို့ရတယ်လေရုပ်လည်းမသိနာလည်းမသိဆိုတော့ဘယ်လိုလွတ်အောင်လဲမသိအိမ်လည်းလွတ်နေတယ်ဟုတ်လားမလွတ်ဘူးလားအိမ်လွတ်နေတယ်ပြီးရတော့ဟုတ်ပြီဒါဆိုတော့အဲ့ဒီမှာဝိတိစိတ်စဉ်ကိုတွေ့ပြီးခုနကနုမာနဉာဏ်ဆိုတာဘာပြောတာလဲဒီစကားကိုလေးလေးနက်နက်နဲ့ပြောချင်တယ်မြတ်စွာဘုရားရှင်တရားမဟောတော့ဘူးငါပြထွန်းထွန်းပြရတဲ့တရားသိနိုင်ခဲ့မြင်နိုင်ခဲ့တယ်သင်္ကိုယ်တယ်မြင်တတ်တယ်မုံမြတ်တယ်အကျဉ်းသမားတို့ရဲ့ချက်စားရမဟုတ်ဘူးပညာရှိတော်ကောင်းတွေကထွန်းထွန်းပြရတဲ့တရားဖြစ်တယ်ငါဘုရားတရားမဟောတော့ဘူးဆိုတော့တာဟတတိပြပါကြီးဟာဓမ္မပြည်ကနေဘုရားရှင်ရဲ့စိတ်တော်ကိုသူ့ရဲ့စိတ်ဖြစ်သိတော်မူတယ်။လက်ပြည်ဓမ္မလေးဆိုတာတကောရှိကြတယ်။လက်ပြည်ကနေလူပြည်ကိုစင်တက်လာတဲ့အခါရှမ်းကန်ထဲမှာဘုရားဘယ်လိုဟောလဲ။ကွေးတော်လက်ဆတ်တော်စံတော်လက်ကွေးတော်ပဲချာတယ်တဲ့။ဓမ္မပြည်ကချက်ချင်းကွယ်ပြီးတော့ဘုရားရှင်ရှိတော်မှာဝါကနေချက်ချင်းပေါ်တယ်။ဟုတ်ပြီနော်။ရပြီပြီးတော့တေဟုကြောင့်လည်းဆိုလို့ရှိရင်ကောင်းတော့မောဟုတ်ပြီနော်လက်ပြဓမ္မတွေအတွက်ဘယ်လိုအပ်ဘူးအခုကွယ်ပြီးအခုပေါ်တယ်တရားရှင်ရှိတော်မှာတရားနာပြီးတော့အခုကွယ်ပြီးမှအခုချက်ချင်းတော့ပေါ်တယ်စัจ ကျေတယ်လို့ထင်တယ်ငါတို့လည်းအဲ့ဒီဘဝရောက်ခဲ့ပြီဘ
အဲ့ဒီတော့ကလည်းငါတို့အဲ့ဒီတိုင်းပဲသွားထင်ကြတယ်အခုလည်းဒီဓမ္မတပင်ပွဲကြီးကိုတရားနာကြလာကြတဲ့လက်တွေအများကြီးရှိပါလားတော့ပြီနော်လက်တွေကရုပ်ကြီးကွယ်ပြီးတော့ဒီမှာဘောကနေပေါ်ကြတယ်ဒီကနေကွယ်ပြီးဟိုမှာချက်ချင်းကြံပေါ်ကြလို့ပဲမဖြစ်ရလေကုသိုလ်ကောင်းမှုအမြဝေတာကိုတာလို့ခေါ်ခြင်းလို့ရောက်လာကြတဲ့လက်တွေကလည်းအများကြီးရှိတယ်သူတို့ဘဝကုသိုလ်အသိလုပ်ဖို့ခွင့်မရဘူးမိမိတို့ရဲ့ကုသိုလ်ကံတွေကိုအမြအတန်ပေးဝေခြင်းကိုအလုံးနဲ့ညှော်တဲ့တောင်းတကြတယ်ကျေးဇူးနဲ့သိသိကြတယ်ဟုတ်ပြီလားဒါကြောင့်မို့သူတို့ရဲ့အစွမ်းကသူတို့ဘာစိတ်ကိုသိနိုင်တယ်ဘုံကံကြီးတဲ့လက်တွေသူတို့ဘာစိတ်ကိုသိနိုင်ကြတာကြီးပါပဲအားကောင်းတဲ့အားအင်ကွာလာလို့ရှိတယ်ပေါ့စအင်ကွာလာလို့ရှိတယ်သိနိုင်ကြတယ်ဒါကြောင့်မို့မိမိတို့ကိုဘုဒ္ဓဘောပေါအောင်လည်းထပ်ပြောတယ်ဒီလရှိတော်သူရဲ့တောင်းတချက်တွေများမချွတ်ဧကံပြည့်စုံနေတယ်လို့ငါဘုရားဟောပါတယ်လို့ဘုရားမဟောတော်ဘူးဒီလရှိတာကိုဘယ်သူကသိတယ်သူတို့သိလို့သာသနာတော်ကိုကြီးညိုညံ့လို့ပြီးတော့တတ်တာတရားရှိကြတဲ့သူတော်ကောင်းတွေကိုသူတို့ကလူကြီးမသိလိုက်ဘူးတော့တိုက်တွန်းတယ်ဘယ်သွားပြီးလူပါဘယ်သူကိုသွားပြီးတော့လူတန်းပေးပါသူတို့စိတ်ထဲမှာတိတ်သွားခြင်းဘာဖြစ်လို့လဲစိတ်ဆော်မှုခံရရတယ်တတ်တာတရားရှိတဲ့သူတော်ကောင်းတွေကိုနတ်တွေကရှာဖွေပြီးတော့သူတော်ကောင်းအကျင့်ကိုကျင့်နေတဲ့တိလရှိတဲ့သူတော်ကောင်းတွေကဒါလေးငါတို့လူကြီးတွေလို့စိတ်ထဲဖြစ်သွားရင်လည်းတကယ်ကိုပြည့်ပြည့်စင်စင်ကျင့်သုံးနေတဲ့သူတော်ကောင်းတွေအတွက်လက်တွေကဖြည့်ဆည်းပေးကြတယ်ဟုတ်ပြီနော်သူတော်ကောင်းကသာသနာတော်နဲ့ဆက်ဆက်ပြီးအတိတ်ဘဝတွေကလေးကဘယ်လိုတတ်တာတရားကောင်းနေဆိုတာကိုလက်တွေကဒိဋ္ဌစက္ခုသူတို့ရဲ့မျက်စိကြီးနဲ့ကြည့်မြင်နိုင်ကြတယ်သူတို့အကမ်းကြီးမဟုတ်ဘူးဟုတ်ပြီနော်မြတ်စွာဘုရားရှင်ကဘသူတွေကိုချီးမြှောက်တယ်တတ်တာတရားရှိတဲ့သူတော်ကောင်းတွေကိုပဲချီးမြှောက်တယ်တရားဟောရမယ်ဆိုလည်းပဲတတ်တာတရားရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲဟောတယ်အလူခံရတော့မယ်ဆိုရင်လည်းပဲတတ်တာတရားရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲအလူခံတယ်ချစ်ကပ်မယ်ဆိုရင်လည်းတတ်တာတရားရှိတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးအိမ်ကိုပဲချစ်ကပ်တယ်လက်တွေလည်းပဲသာသနာအလုံးကြီးညိုတဲ့လက်တွေကရှေ့အကြောင်းကောင်းတဲ့သူတော်ကောင်းတွေကိုသူတို့ရဲ့ဓာတ်မျက်စိဖြစ်ကြည့်၍တူချင်းရဲ့အတိတ်ဘဝတွေကိုသူတို့တတ်ကြည့်လို့ရတယ်လေဒီဘဝမှာဘယ်လိုမျိုးတတ်တာတရားနဲ့သာသနာတော်ပေါ်မှာကြီးကျယ်သောလူသားမှုတွေပြုခဲ့မှုတွေအခုငါသွားပြီးတော့သူ့ကိုလက်တို့ရဲ့ဒီလိုဖြစ်သူတို့လူသိအောင်လုပ်ဖို့တော့ဒါပေမဲ့စိတ်ကိုကုသိုလ်တရားဘက်ကိုညှို့ကိုင်းဆိုင်စေတယ်အဲ့ဒီဒီဖြစ်ဒီလရှိသောသူတော်ကောင်းတွေရဲ့တောင်းတချက်တွေများပြည့်စုံနေကြတာပါသဘောပေါက်ပြီလားဒီလရှိတဲ့သူတွေရဲ့တောင်းတချက်တွေများပြည့်စုံလိမ့်မယ်လို့ငါဘုရားဟောတယ်လို့ဘုရားမိန့်သွားတယ်။ဘာကြောင့်လဲလို့တော့ဘုရားမဟောတော်ဘူး။ယောဂကြီးရဲ့ဖြစ်စဉ်ကြီးကိုအခုအခွင့်အာလို့တန်ပတိဓမ္မကြီးရဲ့ထုံးကိုနှလုံးယူပြီးပြောပြတာပါ။ဟုတ်ပြီလား။တန်ပတိဓမ္မကြီးကအခုမသိဘူးလား။သိတော့ဓမ္မပြည်ကရုပ်ရှိကွယ်ပြီးတော့တရားရှိတော်မောက်ကိုချက်ချင်းပဲပေါ်လာပြီ။မြတ်စွာဘုရားဉာဏ်မျက်စိမှာကိလေသာမျိုးနဲ့ကိုပါကုန်တဲ့သူတော်ကောင်းတွေလောကမှာရှိကြပါတယ်မြတ်စွာဘုရားသူတော်ကောင်းတရားကိုကြားခွင့်နာခွင့်မရလို့အရှုံးကြီးရှုံးနေကြပါတယ်မြတ်စွာဘုရားမြတ်စွာဘုရားတရားဟောတော်မူပါလို့သုံးကြိမ်သုံးခါရှောက်တော်မှာဘုရားကဗာမိတ်တယ်နိဗ္ဗာန်တရားကြီးကိုဖွင့်လှစ်လိုက်ပါပြီထောင်နိုင်တဲ့နာရှိကြပါစေအဲ့ဒါကိုဘာလို့ပြောတာလဲပြောရင်တတ်တာတရားကိုထင်ရှားပြကြပြီတော့ဟုတ်ပြီနော်ဘုရားရှင်ကတတ်တာတရားထင်ရှားပြကြပြီတော့ဆိုတာယုံကြည်မှုတတ်တာတရားရှိတဲ့သူတွေကိုဘုရားကတရားဟောတယ် But Buddha never asked anybody to believe him ဒါပေမဲ့ဆောင်ဘုရားရှင်ဘယ်သူမှယုံဖို့မတိုက်တွန်းဘူးတိုက်တွန်းဖို့မလိုဘူး
သူ့ရဲ့ဉာဏ်တော်ကြီးဖြင့်တတ္တတရားရှိတဲ့သူတော်ကောင်းတွေကိုဉာဏ်ဖြင့်ရှာတော်မူတယ်ဒီဆရာတော်လည်းဘုသူ့ကိုမှယုံဖို့မပြောဘူးငယ်စဉ်ဝါငယ်ဘဝကလေးကပြောခဲ့မှုတဲ့စကားလေးတစ်ခုရှိတယ်ဒီနေ့အားလုံးကိုမျှဝေပြီးဘုရားရဲ့တရားတော်တွေကိုဟောနေပြောနေဖို့ပဲလိုတယ်ဘုရားရဲ့တရားတော်တွေစစ်မှန်တဲ့တရားတော်တွေကိုဟောနေပြောနေခြင်းဟာတန်လိုက်စကွင်းကြီးကိုဖြတ်ကျက်ထားတာနဲ့သိတူတယ်သာသနာတန်လိုက်စကွင်းကြီးကိုဖြတ်ကျက်ထားတာနဲ့သိတူတယ်တန်လိုက်စကွင်းကြီးတွေကိုတန်တတ်ပါတဲ့ပစ္စည်းတွေဟာဆွဲငင်ခွင့်မရဘူးအဲဒီတိုင်းပါပဲပါရမီတန်တတ်မျိုးစိပါတဲ့သူတော်ကောင်းတွေကသာသနာတန်လိုက်စကွင်းကြီးတွေကိုအမိအရာပြေးဝင်လာကြတာကြီးပါပဲ။ယောဂီဆရာတော်ကဘုရားရှင်လိုမရှာနိုင်ပြီပဲတန်လိုက်စကွင်းကြီးကိုဖြတ်ချက်ထားပါလေ။ဟုတ်ပြီနော်။တန်တတ်ပါတဲ့ပါရမီမျိုးစိထူထောင်လာခဲ့ကြတဲ့သူတော်ကောင်းတွေကအဲဒီတန်လိုက်စကွင်းကြီးရဲ့ကိုဘယ်နိုင်ငံပဲရှိနေပါစေအရောက်လာကြတာကြီးပါပဲ။ဒါကြောင့်ဒီလိုပေါက်ပြရမှာသာသနာပြုဖို့တာဝန်မယူခဲ့မယူကံကြီးလေးမှာအတိတ်ထန်ခဲ့တယ်ပါရမီရှင်တော်ကောင်းကြီးရောက်လာကြပါစေတကယ်ရောက်လာတယ်ကျင့်တတ်ွယ်ကောင်းအောင်ရောက်တယ်ဒါကြောင့်ဒီဆရာတော်ဘယ်နိုင်ငံမှမကြောက်ဒီပါရမီရှင်တော်ကောင်းကြီးကိုနိဗ္ဗာန်တရားကြီးပွင့်တဲ့အချိန်ကိုငါသင်ပြီးမယ်ငါကြီးကြောက်နေသူတို့ဆုံးရှုံးနေပြစ်တာငါကြောက်ဖို့မလိုအပ်တော့ဘူးနော်တကယ်လိုအပ်တဲ့အချိန်ဆိုတာရောက်ကောင်းရောက်လာဒါပေမဲ့လောလောဆယ်ဒီမှာကြောက်ဒီကိုလည်းပဲကြောက်ဖို့တော်တော်ကြီးစဉ်းစားတယ်ဘာဖြစ်လို့စဉ်းစားလဲရေခံကောင်းနေဖို့လို့ဆုံးဖြတ်ခဲ့တာပါဒီနေရာမှာသွားဖို့သိစံတော်ရှိဘူးကုဒီတရားကြီးဒီရတုတရားစကားတော့အင်မတန်ကျေးဇူးများတဲ့တရားစကားကြီးတစ်ခုဖြစ်ပါဆိုတာကိုကောင်းစွာနားလည်နေတယ်ဟုတ်ပြီနော်ဒီထေရနေပြီးတော့နိဗ္ဗာန်ကားကြီးဖွင့်နိုင်တဲ့သူတော်ကောင်းကြီးပေါ်ထွန်းလာကြပါလိမ့်မယ်ဒီလိုအားလုံးရဲ့တန်လိုက်ကနေကျူရဲ့ပါရမီမျိုးစီတွေဟာတန်လိုက်စကွင်းကြီးတွေကိုပြေးဝင်လာကြတော့ပါဟုတ်ပြီနော်အကြောင်းဒီလိုအားလုံးရဲ့ပြစ္ဆုတ်ပံတမလုံးချမ်းသာခြင်းကိုရှေ့ရှုပြီးတော့ဘုရားရဲ့တရားတော်တွေကိုဟောကြားပေးဖို့ဘုရားရှင်ကိုယ်တိုင်ကဝိပင်ခြင်းရဲ့ကဘာတည်းချီတက်ပြီးလာခဲ့တာဘုရားရှင်ကိုယ်တိုင်တရားရမယ့်ပုဂ္ဂိုလ်ဘယ်နေရာမှာပဲရှိနေဘယ်လောက်ပဲဝေးလံဘယ်လောက်ပဲဝေးပါစေဘုရားအဲ့ဒီကိုအရောက်ကြပြီးတော့တရားကိုဟောကြားပြီးတော့မဟုတ်ဘူးလားဒီအဲ့ဒီသဘောကိုနှလုံးပူပြီးတော့ဒီကရေခံကောင်းတဲ့အဘိဓမ္မာတရားတော်ဒေသနာတော်တွေကိုသင်ယူလေ့လာနေခဲ့ကြတယ်ဝိသုဒ္ဓိနဲ့ကျမ်းမြတ်ကြီးကိုသင်ယူခွင့်အမိအယယူနိုင်လောက်သောအကြောင်းကောင်းတဲ့သူတော်ကောင်းတွေကိုငါတော့ပြောနေဒီလိုဆုံးဖြတ်ချက်နဲ့လာခဲ့တာပါဒါကြောင့်ဒီနေ့ဒီလိုအားလုံးကိုဟဲ့ဒီသိနိုင်ခဲ့မြင်နိုင်ခဲ့တဲ့တရားကိုခက်ခဲတဲ့နည်းနည်းတွေဘုရားကစိတ်တော်ထဲမှာလေးလေးနက်နက်ကြီးမစင်ကြယ်မစင်စားခဲ့ဘူးလားခက်ခဲတဲ့တရားဟာခက်ခဲမှာမှန်တယ်နည်းနည်းတဲ့တရားဟာလည်းနည်းနည်းမှာမှန်တယ်တန်တရားကနေလွတ်မြောက်နိုင်တဲ့တရားဆိုတာဘယ်လိုပါလဲဒါပေမဲ့မနေ့ကပြောခဲ့ပြီးခက်ခဲတဲ့နည်းနည်းတဲ့ဆိုတာဓမ္မရဲ့သဘာဝကိုပြောတာပါတမာတိရှိရင်ဟိုတိုင်းသာသိတယ်နေတယ်လို့ဘုရားအာမခံချက်ပြီးမဟောထားဘူးလားဒါကြောင့်တမာတိရှိတဲ့လူအတွက်ခက်ခဲနည်းနည်းတဲ့တရားကြီးဟာဉာဏ်ဤကျစားရာဖြစ်တဲ့ကိုယ့်ရဲ့ဉာဏ်ကိုရဲ့တဲ့ကိုရောက်လာမှာပါမစွမ်းနိုင်သောသူတို့ရဲ့တမာတိမရှိသောဘဝမှာစွမ်းနိုင်သောသူတို့ရဲ့တမာတိရှိသောဘဝကိုမြောက်ရောက်ရှိအောင်ကိုယ့်ကိုယ်ကိုပို့ဆောင်ပြီးဖို့ပဲလို့လေဘာနဲ့မှမရှိပဲနဲ့
မိမိတို့ခြုံပုတ်ကိုခုတ်ထွင်ခြင်းလို့ရပါမှာအေးကိလေသာခြုံပုတ်တွေကိုခုတ်ထွင်ရှင်းလင်းမှုအတွက်တမာတိလက်တဲ့လူတွေအဲ့ဒီတမာတိဒီဟုသောကြောက်ဖြာထက်မှမြတ်မြတ်ထက်အောင်တွေးထားတဲ့ဉာဏ်ဒီဟုသောဝိပဿနာဉာဏ်တန်နဲ့ဖြစ်ဝိပဿနာခြုံပုတ်တွေကိုခုတ်ထွင်ရှင်းလင်းနိုင်တဲ့သူတော်ကောင်းတွေဖြစ်လာကြမှာပါပဲလို့ပြောဆိုရင်းနဲ့နိုင်ငံမထမ်းရှိကြကိုလက်ခံကြတော့မှာပဲစက်ပြီးနာကြဟောကြသူအာရမသာမိကမထာယုဇထဗုဒ္ဓသာသနိဒုနာထာမေစုနောတိနန္ဒလာကာရဝကုံဇရောဗုဒ္ဓသာသနိဖျားမြတ်စွာသာသနာတော်၌အာရမထာထုတ်ကြကုန်သောဧကမထာထမြောက်ကြောင်းလုံးလောက်ကိုပြုကြကုန်သောယုံသထာဘာနာနိရှင်သောလုံးလောက်ကိုအားထုတ်ကြကုန်သောဂုံစရောစင်ကြောင်ကြီးသည်နလာကာလကျွင်ကိုတုနာပြီးဝါဖြစ်စီပြီးတဲ့ကဲ့သို့ယေစုတော်30နိုင်ငံပိုင်ဆန်ဆိုးနေရှင်သိမိဒေနာစတိကိုဒုနာထာဖြစ်စီကြကုန်သောဤဒီသောထေရောဒီမူမထေရတိဝေါစာကရုဏာရှိသာမေတ္တာဖြင့်ဟောကြားတော်